Hello everyone ချူရဲ့ငါးစာကြည့်တဲ့ဗီဒီယိုလေးကိုတင်ပြပေးသွားပါမယ်ခုကတော့ပေါ့နော်ချူတို့အညံ့တွေကချူတို့မိသားစုတွေ၄ယောက်သွားကြပါတယ်ချူဖေရဲ့ချူမမေရဲ့ချူမောင်လေးရဲ့ချူရဲ့၄ယောက်သွားကြပါတယ်မိသားစုတွေနောက်ပြီးကြတော့ငါကဗမာရှိရလဲဆိုတော့ကျူတို့ရဲ့မျိုးရဲ့တာဒီဖျားရဲ့အရှိကမြစ်ချင်းမှာရှိတာပါဒီတော့ကတော့ချူတာတွေကိုခဏရောက်ဖြစ်တယ်ပေါ့နော်ဒီကိုပြောမယ်ဆိုရင်နောက်ပြီးကြတော့တော့ကတော့ဒီမျိုးမဟုတ်ကလေးမကျွေးပြဖို့ပေါ့နော်ချူဖျားဝင်းထဲမှာရောင်းတယ်ငါးစာကြည့်တဲ့ပေါင်မုတ်တွေပေါ့နော်ပေါင်မုတ်လေးတွေကျွေးပါတယ်အများကြီးပေါ့နော်ငါးတွေကိုအများကြီးပါပဲဟိုမှာလည်းကြည့်ပါဦးဟိုမှာအနီးကပ်ပြရတယ်ပေါ့နော် Oh my god ငါးတွေကိုအများကြီးပဲပေါ့နော်ဗီဒီယိုလေးကိုလည်းကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြဖို့မမေ့ပါနဲ့နော်အားလုံးပဲ bye bye